တထေးကကျောင်းရည်စက်ချပွဲကျင်းပနေတယ်9 ရက်9 လအဲ့ဒီမှာဓမြောင်ကိုခါထိုးပြီးတော့ဓမြောင်ကိုဖွဲ့ယူလာပြီးတော့တထေးကိုတတ်ဖို့ခွင့်ရေးချောင်းတယ်သို့တော့တထေးရဲ့လူတွေနဲ့သူဟာအခွင့်မသားအဲ့လိုအခွင့်မသားတော့ကျောင်းရည်စက်ချနောက်ဆုံးနေ့မှာအမျှဝေတဲ့အချိန်ရောက်သွားတယ်အဲ့ဒီအမျှဝေတဲ့အခါမှာတထေးကသူကိုယ်တိုင်ရည်စက်ချပြီးတော့ဘာအမျှဝေတော့ဆိုမြတ်စွာဘုရားကိုလျှောက်တယ်အရှင်ဘုရားတဲ့တပည့်တော်ဒီကျောင်းကြီးဆောက်လုပ်ရတာဝမ်းသာပါတယ်အဲ့ဒီတပည့်တော်ရတဲ့ကုသိုလ်ကိုတဲ့လူတယောက်ဟာတပည့်တော်ပေါ်မှာအညှိုးထားပြီးတော့တပည့်တော်ရဲ့စပါးကိန်းတွေကိုမီးရှို့တာ9 ကြိမ်တပည့်တော်ရဲ့နှချမ်းကနွားတွေခြေတော့ဖြတ်ပစ်တာ9 ကြိမ်တပည့်တော်အိမ်မီးရှို့တာ9 ကြိမ်အခုဒီကဏ္ဍကုရီကျောင်းကြီးမီးရှို့တာလည်းပဲသူပဲဖြစ်ပါလိမ့်မယ်အဲ့ဒီလူကိုတပည့်တော်အားလုံးနဲ့ရှေးဥစွာသူ့ကိုမျှဝေပါတယ်သူ့ကိုရင်မျှဝေလိုက်တာဒီကုသိုလ်ကောင်းဝေဖို့ကိုသူ့ကိုဖြက်လို့ဖြက်စီလုပ်တဲ့ပုဂ္ဂိုလ်ကိုပထမဆုံးအမျှဝေပါတယ်လို့ပြောလိုက်တဲ့အခါကျတော့အဲ့ဒီလူကသူထင်တာတွေတခုမှမဖြစ်တော့အဲ့ဒီကြတော့မှသူ့အပေါ်မှာကောင်းပါလားဆိုတော့သူစိတ်ပြောင်းသွားတယ်ဒါဝမ်းနဲ့ချိတ်ကွဲမှုတွေဖြစ်ပြီးတော့ငါလောက်တာမှားပြီငါမတောင်းမှမှုဆိုလို့ရှိရင်ငါဟာမိုးကြိုးဆက်ကွင်းကြတော့မှာပဲနတ်တွေကဒဏ်ခတ်တော့မှာပဲဆိုပြီးအဲ့တထေးရဲ့ခြေရင်းကိုဝုတ်ပြီးခြေတော့ကိုနှဖူးနဲ့တိုက်ပြီးတောင်းပန်နေတဲ့အဲ့တထေးကဘာကိစ္စလဲဘာဖြစ်တာလဲဆိုတော့လေကင်းမီးရှို့တာလဲကျွန်တော်ပါပဲတဲ့နွားတွေခြေတော့ဖြတ်တာလဲကျွန်တော်ပါပဲအိမ်မီးရှို့တာလဲကျွန်တော်ပါပဲကဏ္ဍကုရီတိုက်ကြီးမီးရှို့တာလဲကျွန်တော်ပါပဲကျွန်တော်ဟာဒီလိုတထေးမင်းရဲ့အားတွေကိုဖျက်ဆီးခဲ့တယ်ဆိုတထေးကြီးကအာအသင့်နေစမ်းမအောင်မင်းနဲ့ငါဘယ်တော့မှများတွေ့ဘူးလို့တော့ဆိုမတွေ့ဘူးတဲ့ဒါပေမဲ့လို့မှတ်မိလားတဲ့ကျွန်ုပ်ကဇေယျပေါ်မှာအိတ်နေတယ်တထေးကအဲ့နာဖြတ်သွားတဲ့အခါခြေတော့ရွှွန့်နေတဲ့ဒီလူကတော့ညာလူဖြစ်လိမ့်မယ်လို့ပြောသွားတယ်မဟုတ်လားအဲ့ဒီစကားကိုကျွန်ုပ်ကမခံနိုင်လို့ကလေးစားခြေတာလို့ပြောတယ်နော်လူစိတ်ကဘလောက်စမ်းကြဲတယ်ဆိုတော့နော်မခံနိုင်လုံးလို့ကလေးစားခြေတာပါလို့ပြောတဲ့အခါကျအော်အဲ့လိုလားဒါဆိုရင်သိခံပါတယ်ပြောမိတာလဲသိခံမှာဟော तू ပြောမိပါတယ်ဟုတ်ပါတယ်အဲ့ဒါသိခံမှာဆိုသူ့ကိုလည်းပဲသိခံပါတယ်ခွင့်လွတ်ပါတယ်ကဲသွားပါတော့ဆိုတထေးကြီးပြောမသွားပါရစေနဲ့ကျွန်ုပ်တို့မိသားစုတစ်ခုလုံးရှင်တထေးမင်းကြီးရဲ့ခြေကျွံအဖြစ်အလုပ်လုပ်ရပါလုပ်ပါမယ်ပြုစုပါမယ်ဆိုတထေးကြီးကဒီလောက်လေးပြောတာတော့မင်းကခံနိုင်စိတ်မရှိဘူးဆိုတော့ငါဘယ်လိုလုပ်မင်းနဲ့အတူနေလို့ဖြစ်မလို့ဒီလောက်လေးပြောတာတော့မခံတဲ့လူဆိုတော့လေဘယ်လိုလုပ်ပြီးသူ့ကိုအလုပ်ခိုင်းလို့ရတော့မလို့အဲ့တော့မလုပ်ပါနဲ့ငါจิตနဲ့ပါတယ်ကဲမင်းသွားလို့ရသွားပြီတော့ဆိုပြီးအဲ့ဒီအဖြစ်ပြက်တစ်ခုဖြစ်လာအဲ့တော့ဒီသူ့မင်္ဂလာဆိုတဲ့ကသဗ္ဗမြတ်စွာဘုရားရဲ့ကျောင်းတကာတထေးကြီးကစိတ်ဓာတ်ဘလောက်ကောင်းလဲဆိုတော့စဉ်းစားကြည့်အဲ့တော့စိတ်ဓာတ်ဆိုတာကောင်းမှုလို့လေပေါ့နော်